ရွှေမျိုးတို့ရေအမျက်ကျန်းနေပြီလားအားလုံးပဲမင်္ဂလာပါထွက်ခွင့်မြန်နေပြန်နေကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့ကတော့ဒါ16ရက်ဒေးလာ2025ပေါ့နော်အဲ့တော့ဒီကနေ့ရွှေဈေးဘာတွေဖြစ်နေမလဲဘာတွေဖြစ်နိုင်မလဲဆိုတာကိုဗီဒီယိုလေးကိုအဆုံးလေးကြည့်လိုက်တော့နော်ဆိုတော့ရွှေကတော့ဒါကတော့တော်တော်လေးတော့အမျက်ကျန်းသွားပြီเนาะအဲ့တော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းဈေးကတော့ဒါကျွန်တော်ပေးခဲ့တဲ့ target ထက်ကိုကျော်လွန်ပြီးတော့ဈေးတက်သွားတဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်ပေါ့နော်တော်တော်လေးကိုဈေးတက်သွားတဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဆိုတော့ကျွန်တော်မိတ်ဆွေတွေပေါ့နော်အဲ့တော့ဝယ်ခဲ့တဲ့မိတ်ဆွေတွေကျွန်တော်ဒီရဲမှာအောက်ပေါ့နော်3190နံပါတ်195ဝန်းကျင်လောက်မှာဝယ်ခဲ့တဲ့မိတ်ဆွေတွေကတော့ဒါကျွန်တော်မနေ့က TP ကိုဒါ3240လောက်ထိကိုထားခိုင်းနေပေါ့နော်အဲ့တော့3240လောက်ထိကိုထားခိုင်းနေဆိုတော့ဒီချိန်မှာကတော့ TP ထိပြီးတော့အားလုံးကတော့ဒါအကျိုးမြတ်နဲ့ market ကနေ exit ထွက်သွားပြီလို့တော့ကျွန်တော်မျှော်လင့်နေပေါ့နော်ဆိုတော့ဒီကနေ့အတွက်ကောကျွန်တော်ရွှေဈေးကဘာတွေဆက်ပြီးတော့ဖြစ်လာနိုင်မလဲပေါ့နော်အဲ့တော့ရွှေကတော့ကျွန်တော်ရှေ့ဗီဒီယိုမှာပြောခဲ့သလိုပေါ့နော်ကျွန်တော်ဒီစီးပွားရေးမရေရာမတေချာမှုတွေเนาะအဲ့တော့ကျွန်တော်ဒီ trend ရဲ့မှာကျွန်တော်ဒီအခွန်တိုးကောက်တဲ့နှုံထားတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်ဒီ trade war တွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်ဒီရွှေဈေးကတော့ဒါတရက်ပြီးတရက်ကျွန်တော်စံချိန်တွေချိုးတယ်တရက်ပြီးတရက်ဈေးတွေတက်တယ်ပေါ့နော်အဲ့တော့ရေရှည်မှာလည်းကျွန်တော်ထင်ကတော့ဒီ trade war မပြီးမချင်းကျွန်တော်စီးပွားရေးမတည်မငြိမ်မချင်းကတော့ရွှေကတော့ဆက်ပြီးတော့အတက်ဘက်မှာပဲဆက်ရှိနေမယ်လို့ကျွန်တော်ပထမအဆုံးအနေနဲ့ပြောချင်တယ်ပေါ့နော်အဲ့တော့ဆိုတော့ရွှေကတော့အတက်ပါပဲအဲ့တော့ပြန်ပြောရမယ်ဆိုတော့เนาะအဲ့တော့အတက်ပါပဲအဲ့တော့ဈေးများကြရင်ဘာလို့ဖို့လို့လဲလို့ပြောမယ်ဆိုကျွန်တော်ဝယ်ဖို့လို့တယ်အဝယ်ထည့်ဖို့လို့တယ်ပေါ့နော်အဲ့တော့ဆိုတော့လက်ရှိအနေထားကတော့ဒါ price ကတော့ကျွန်တော်ဒီမနက်ခင်ပိုင်းမှာတော့3200နဲ့မှ84လောက်ထိကိုဈေးတက်သွားခဲ့တယ်ပေါ့နော်လက်ရှိ price ကတော့3260ခွန်ပေါ့နော်ဆိုတော့ဒီကနေ့ရွှေဈေးအနေနဲ့ကတော့ကျွန်တော်တို့ correction လေးအနည်းငယ်ပြန်လာရင်တော့ကောင်းတယ်အဲ့တော့3250เนาะအဲ့တော့3245ဝန်းကျင်3250ဝန်းကျင်လောက်ဒီ correction လေးပြန်လာမယ်เนาะအဲ့တော့ correction လေးပြန်လာမယ်ဆိုတော့ကျွန်တော်စပြီးတော့အဝယ်စပြန်ထည့်မယ်ပေါ့နော်အဲ့တော့correction လေးလာတယ်ဆိုတော့ပိုကောင်းတယ်ပေါ့နော် correction လေးလာခဲ့မယ်ဆိုတော့ကျွန်တော်အဝယ်ထည့်မယ်စပြီးတော့ကျွန်တော်ဒီဈေးတန်းလောက်ပေါ့3245 3250ဝန်းကျင်လောက်မှာကျွန်တော်တို့အဝယ်ကြိုက်တယ်เนาะအဲ့တကယ်လို့ဈေးတန်းကျွန်တော်ဒီ3200 40အောက်ကိုရောက်လာခဲ့မယ်ပေါ့နော်3240အောက်ကိုရောက်လာခဲ့မယ်ဆိုတော့ price အနေနဲ့ကတော့ကျွန်တော်ဘယ်လောက်ထိပြန်တွားနိုင်လဲလို့ပြောမယ်3214လောက်ထိကတော့ပြန်တွားနိုင်တဲ့အနေထားမှာတော့ရှိတယ်နော်အဲ့တော့3214နော်ဒီ price လေးနော်ဒီဈေးတိုင်း3214 15ဝန်းကျင်လောက်ထိကတော့ပြန်တွားနိုင်ကြရှိတယ်ဗျနော်အဲ့တော့ပြန်တွားနိုင်ကြရှိတယ်ဒါပေမဲ့3240အောက်ကိုသင်းလာမှဒါလျင်ကျွန်တော်3235ဝန်းကျင်လောက်ထိကိုပြန်ကျနိုင်မှာပေါ့နော်ဆိုတော့ရေရှည်မှာတော့အတက်ပဲဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့အဝယ်ကြိုက်တဲ့ဈေးတန်းတွေကတော့ကျွန်တော်ဒီ3250 3245နော်3215ဝန်းကျင်နော်2195ဝန်းကျင်လောက်မှာတော့ကျွန်တော်အဝယ်ကြိုက်တယ်နော်ဒါပေမဲ့လည်းတခုဝယ်ကြိုက်တယ်ဆိုရင်လည်းကျွန်တော်ဒီဈေးတန်းတွေမှာဝယ်တင်တဲ့ဈေးတန်းတွေပေါ့နော်ဝယ်တင်တဲ့ဈေးတန်းတွေဖြစ်တယ်အဲ့တော့ရွှေဈေးကလည်းရေရှည်မှာအတက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအရင်တော့ risk တော့မယူသေးချင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဆိုပါလို့ကိုယ့်ရဲ့မှာကျွန်တော် capital ပေါ်မှာမူတည်ပြီးတော့ကျွန်တော်အကြံပေးလို့တာကတော့ကျွန်တော်3250လောက်မှာအဝယ်စားထည့်မယ်ဆိုတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့မှာအမောက်ပေါ့နော်ကိုယ့်ရဲ့မှာ deposit အမောက်ပေါ်မှာမူတည်ပြီးတော့စချင်းကျွန်တော်နည်းနည်းပဲစားထည့်ပေါ့နော်နည်းနည်းပဲစားထည့်အောက်ရောက်ရင်ကျွန်တော်ပြန်ထည့်မယ်နော်အောက်ရောက်ရင်ကျွန်တော်ပြန်ထည့်မယ်ပေါ့နော်ဒီလိုမျိုးပေါ့ဒါမှမဟုတ်ဈေးကအကျကျန်းနေဆိုရင်လည်းကျွန်တော်အယောင်းတွေပါထည့်လို့ရတယ်နော်အဲ့တော့အကျကျန်းနေပေါ့နော်ဒါမှမဟုတ်လေဆိုအခုချိန်မှာကျွန်တော်ဒီဈေးကအတက်ကြအရင်ကျန်းနေပေါ့နော်အတက်လည်းကျန်းနေအတက်လည်းကျန်းတယ်လို့ကျွန်တော်အကျလည်းကျန်းနိုင်တာကိုလည်းကျွန်တော်တို့ကဒီတတိထားဖို့လိုတယ်ပေါ့နော်ဘာလို့လဲလို့ပြောမယ်ဆိုတော့ကျွန်တော်ဒီ8ရက် April 3ရက်နော်အဲ့တော့3ရက်4ရက်ကနေပြီးတော့ကျွန်တော်ဒီ9ရက်ကြာအတွင်းမှာဖြစ်သွားတဲ့ဟာဆိုလဲဒါ price တွေကတော့တော်လေးကိုအတက်ကြကျန်းတဲ့အနေအထားတစ်ခုပေါ့နော်အဲ့တော့ဒီလိုမျိုးတွေကျွန်တော်တို့ပြန်လာနိုင်တယ်ပေါ့နော်ပြန်လာနိုင်ကြီးရှိတယ်အတက်ကျန်းတယ်ဆိုရင်ကြာလဲကျန်းနိုင်တယ်အဲ့တော့ဒါလေးကိုလည်း toပြုစေချင်တယ်ပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော် SM မဖြစ်မနေထားပေးဖို့ကျွန်တော်အကြံပေးတယ်နော်အဲ့တော့ဆိုတော့okay အဲ့တော့ဒီကနေ့ကျွန်တော်ဆွဲပြရမယ်ဆိုရင်တော့ကျွန်တော်ရမှာဒီကနေ့ခက်မှန်3တက်ချက်လေးကတော့ price ကနေနေကတော့ကျွန်တော် correction line တော့ပူကြိုက်တယ်နော်အဲ့တော့ correction line မယ်3200နဲ့မှာဒီ40နော် I ဝန်းကျင်45ဝန်းကျင်လောက်ဒီကိုကျွန်တော် correction လာမယ် correction လာပြီးသွားပြီးဆိုရင်တော့ကျွန်တော်ဈေးကတော့အတက်ဘက်ကိုပြန်သွားဖို့ကျွန်တော်တို့ကတော့မျှော်လင့်နေဗျနော်ခက်မှန်းနေပေါ့နော်ဒါတော့ကျွန်တော်ဒီကနေ့ရဲ့မှာရွှေရဲ့မှာခက်မှန်း3တက်ချက်လေးပေါ့နော်ဆိုတော့
ကျွန်တော်မနေ့တုန်းကကျွန်တော်ဒီတနင်္လာနေ့ကနေစပြီးတော့ကျွန်တော်ဗီဒီယိုလေးစလုပ်တယ်အဲ့တော့ကျွန်တော်တနင်္လာနေ့စပြီးတော့ကျွန်တော်မှာခက်မှန်သုံးသက်ချက်တွေကဒါမှန်ကန်မှုရှိနေတယ်ဆိုတာတော့ဒါမိတ်ဆွေတို့တည်ပဲပေါ့နော်ဆိုတော့ဒီကနေ့အတွက်ကျွန်တော်ခက်မှန်ချက်လေးကတော့ correction လာမယ် correction လာပြီးတော့ကျွန်တော်ဈေးပြန်တက်မယ်လို့ကျွန်တော်ခက်မှန်တယ်ဒါမဟုတ်ဘူးဆိုရင်လည်းကျွန်တော်ဈေးတောက်လျှောက်တက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်တကယ်တော့တက်ကြမ်းနေတယ်ဆိုရင်တော့ဆိုတော့ဒါတော့ဒီကနေ့မှကျွန်တော်မှခက်မှန်တုံးတက်ချက်လေးပေါ့နော်ဆိုတော့နောက်နေ့တွေမှာလည်းကျွန်တော်မှခက်မှန်တုံးတက်ချက်တွေကမှန်ကန်မှုရှိမလားမှန်ကန်မှုမရှိနေဘူးလားဆိုတာကိုကျွန်တော်လည်းအတူတူဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်